မုံတိုင်းထန်နေတဲ့ပင်လယ်ပြင်ထဲမှာလှိုင်းကြီးတွေနဲ့အတူတင်မောတစီပျက်စီးတော့မဲ့အခြေအနေရောက်နေပါတယ်။မျိုးသားကလှေကျိုးတော့မယ်လို့အော်ဟစ်နေပေမဲ့မင်းကလေးကတော့စတီယာရင်ကိုမလွတ်ဘဲဘယ်ဘက်ကိုအကုန်ချိုးအရှိန်မြင့်ဆန်းလို့ခေါင်းမာမာနဲ့ပြန်អော်လိုက်ပါတယ်။ကြောက်ဆောင်တွေနဲ့တိုက်မိရင်အသက်ပါပြောင်းနိုင်ပေမဲ့သူမကတော့အန္တရာယ်များတဲ့ရွှေရောင်ပင်လယ်စီရောက်အောင်သွားဖို့ဆုံးဖြတ်ထားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲလှေရဲ့နောက်ဖက်ပင်လယ်ရေထဲကနေမဟာကြောက်တုံးကြီးလောက်ကြီးမားလာတဲ့အစုပ်ပလုတ်ပင်လယ်ငါးရဲကြီးတစ်ကောင်ထွက်ပေါ်လာပြီးသူတို့ကိုဝါမျိုးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့သူတို့ဘာလို့ဒီလိုအသက်လောင်းကြီးထပ်ပြီးပင်လယ်ထဲထွက်လာခဲ့ရတာလဲဆိုတော့တရက်အလိုကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့်ပဲဖြစ်ပါတယ်။စိတ်ကမ်းမှာငါးဖမ်းအဖွဲ့ပျော်ပွဲရှင်ပွဲလုပ်နေတော့စိမ့်စော်ဝန်ကအဖွဲ့ခေါင်းဆောင်ဟိုးစီသွားပြီးသူရထိုက်တဲ့ငါးဖမ်းကဝေစုကိုတောင်းဆိုခဲ့တာပါ။သူမကငါးလန်းချောင်းကိုငါကိုယ်တိုင်ရှာပေးခဲ့လို့ယွမ်၄သိန်းဖို့ရခဲ့တာငါဝေစုရာခိုင်နှုန်း30အရယွမ်1,200,000ရရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အတကြီးတဲ့ဟိုကမပေးချင်တာကြောင့်သူမကိုစော်ကားမော်ကားစကားတွေပြောပြီးနှိမ်ချခဲ့ပါတယ်။အနာကလူတယောက်ကရတဲ့လောက်ပဲယူလိုက်ပါလို့ဝင်ပြောချိန်မှာသူမကမနေ့ကပန်ကာမှာပိုက်တွေညှိတုံးကညဘက်ရေထဲဆင်းကူပေးခဲ့တာမင်းလားဆိုပြီးပြက်ပြက်တသားပြန်ပို့ထုတ်လိုက်ပါတယ်။မိသားစုရဲ့အသက်ကိုကယ်ဖို့အတွက်သူမဟာတေမင်းတမန်ပင်လယ်နက်စီကိုတွားဖို့ဆုံးဖြတ်လိုက်ရပါတယ်။လောက်ခလာစာမရပဲရက်ဆက်စွာအလုတ်ဖြုတ်ခံလိုက်ရတဲ့မင်းကလေးဟာအိမ်ပြန်ရောက်ချိန်မှာတော့ပိုဆိုးတဲ့သတင်းဆိုးနဲ့ရင်ဆိုင်လိုက်ရပါတယ်။သူမရဲ့အသက်သခင်ကျေးဇူးရှင်အဖေဖြစ်သူဟာတထေးဖြစ်သူရဲ့တစ္ဆာဖောက်မှုနဲ့လှုပ်အားခခိုးယူခံရမှုကိုကြားသိလိုက်ရတာကြောင့်ဒေါသလွန်နေပြီးနှလုံးရောဂါထားကချက်ချင်းလဲကျသွားခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါမှာဆရာဝန်ကနှလုံးခွဲစိတ်ဖို့အတွက်စပားစပုံငွေ9000ချက်ချင်းသွင်းရမယ်လို့ပြောလိုက်ပြီးပတ်စံမရှိရင်ခွဲစိတ်ပေးမှာမဟုတ်ဘူးလို့ညှင်းပယ်လိုက်တဲ့အတွက်သူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရပါတယ်။ဒီလိုနဲ့ရာဇတ်တန်ပေးခံလိုက်ရတဲ့သူမဟာအိမ်ကိုပြန်ပြေးလာပြီးတောက်ခတ်ထားတဲ့တစ်တာဟောင်းကြီးကိုတူနဲ့ထူရိုက်ဖွင့်လိုက်ရတဲ့အထဲမှာဘိုးဘွားစင်ဆက်လှုပ်ဝက်သိမ်းစီထားတဲ့ရှေးဟောင်းပင်လယ်ပြေစာအုပ်တအုပ်ကိုတွေ့ရှိလိုက်ရပါတယ်။အဲ့ဒီစာအုပ်ထဲမှာတော့မဟာရွှေပင်လယ်အကြောင်းရေးသားထားပြီးကင်းမြင့်ရက်ခိုတတဝဆိုးတွေနဲ့ပြည့်နှက်နေတာကြောင့်တေကံမရောက်ရင်မတော်ဘူးတတိပေးထားတဲ့မြေပုံတစ်ခုရှိနေခဲ့ပါတယ်။ဒါပေမဲ့မိဘတွေရဲ့အသက်ကိုကယ်တင်ဖို့နဲ့တစ္ဆာဖောက်သူတွေကိုတက်တည်ပြဖို့အတွက်သူမဟာတေမင်းတမန်ပင်လယ်ပြင်စီကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်ဟာလူတိုင်းညှင်းပယ်ထားတဲ့တေမင်းတမန်ပင်လယ်ပြင်စီထွက်ခွာဖို့တက်ဆွန့်ဆန်ဖျားဆုံးဖြတ်လိုက်ကြပါတယ်။၎င်းရဲ့အချိန်မှာဘတ်စပါဟာတပေါင်းပြင်းနေတဲ့ကိုးစီရောက်လာပြီးအန်နီရများတဲ့ပင်လယ်နက်ထဲကိုလိုက်ပို့ပေးဖို့တောင်းဆိုခဲ့တာပါ။ဒါပေမဲ့ကိုကဘတ်စပါပြသတဲ့မြေပုံကိုကြည့်ပြီးဒါဟာကိုတေရင်းနဲ့တိုးဝင်တာပဲလို့တတိပေးခဲ့ပါတယ်။ဘတ်စပါရဲ့မိသားစုအတွက်စိတ်ကူးတာစရိတ်ယွမ်9000မဖြစ်မနေလိုအပ်နေတာကြောင့်သူမမှာတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဘတ်စပါရဲ့တတိနဲ့မိသားစုပေါ်ထားတဲ့မြစ်တာကိုမြင်လိုက်ရတဲ့အခါကိုဟာသူမနဲ့အတူအသက်ကိုပုံအောပြီးခီးထွက်ဖို့သဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်တပေါင်းပေါ်ပစ္စည်းတွေတင်ဆောင်ပြီးထွက်ခွာဖို့ပြင်ဆင်နေချိန်မှာပဲဂိုင်းစတာခေါင်းဆောင်ဟိုးနဲ့အဖွဲ့ရောက်ရှိလာခဲ့ပါတယ်။ဟိုးဟာသူတို့ရဲ့ဟောင်းနှွမ်းနေတဲ့တပေါင်းကိုလှောင်ပြောင်ပြီးဒူးထောက်တောင်းပန်ရင်စေကူတာစရိတ်အချို့ကူညီမယ်လို့စိန်ခေါ်စော်ကားခဲ့ပါတယ်။ဒါပေမဲ့ဘတ်စပါကဟိုးရဲ့စိန်ခေါ်မှုကိုညှင်းပယ်ပြီးပင်လယ်ပြင်ကနေအောင်မြင်စွာပြန်လာကဟိုးရဲ့စီးပွားရေးမှန်သမျှကိုတိမ့်ပိုက်ပြမယ်လို့ပြန်လည်တုံ့ပြန်လိုက်ပါတယ်။မုံတိုင်းထူထပ်တဲ့ပင်လယ်ပြင်ထဲမှာစီတိုင်းမီတာပြတ်သွားပြီးတေမင်းနဲ့ရင်ဆိုင်နေရတာပါ။ဘေးပတ်ဝန်းကျင်မှာလည်းထွန်ချုံဆိုးနေတဲ့ကြောက်ဆောင်တွေဝိုင်းရံနေခဲ့ပါတယ်။အဖွားဖြစ်သူရဲ့ရှေးဟောင်းရေချောင်းတိုင်ရည်စာအုပ်ကိုကြည့်ပြီး3မီတာတောင်မကျဲတဲ့ကြောက်ဆောင်ချင်းလေးကြားတဲ့ကိုတေမင်းနဲ့လောင်းကြီးထပ်ပြီးကိုယ်ဝင်လိုက်ပါတယ်။လျှက်စီးတွေလက်နေတဲ့မုံတိုင်းကြားမှာတင်မောနရံပုတ်တိုက်သွားပေမဲ့ကံကောင်းစွာနဲ့တေမင်းတမန်ကြောက်ဆောင်တွေကြားကနေလွတ်မြောက်သွားခဲ့တာပါ။အသက်ဘေးကလွတ်သွားပေမဲ့ဝမ်းစာအတွက်ပင်လယ်ရေနက်ထဲငါးဖမ်းမြုံချလိုက်ပေမဲ့ဘာတကောင်မှပါမလာပဲလုံးဝတိုင်ပတ်သွားခဲ့ပါတယ်။စာအုပ်ကလိန်နေတာလို့ထင်ခဲ့ပေမဲ့အဖွားရဲ့စာအုပ်ထဲကလှုပ်ဝက်ချက်အတိုင်းရေနက်ရေဝဲကြီးတွေရှိတဲ့တေမင်းတမန်ရေပြင်စီကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်ပြန်လှည့်လမ်းမရှိအောင်ကျိုးကိုတေးထဲချီလိုက်ပြီးပင်လယ်ပြင်ကရေဝဲကြီးတဲ့ကိုငါးဖမ်းမြုံကိုတက်ဆွန့်ဆန်ဖျားပစ်ချလိုက်ပါတော့တယ်။ရေအောက်ထဲမှာတစ်ခုခုနဲ့ညှိသွားပြီးအပြင်းလုံးလို့တင်မောတစီလုံးရေအောက်ထဲပါသွားမလို့အခြေအနေထိဆိုးရွားလာခဲ့တာပါ။တင်မောမှောက်တော့မလို့ဖြစ်လာချိန်မှာတော့ကောင်လေးကသူတို့အသက်ကိုကယ်ဖို့ကျိုးကိုပစိန်နဲ့ပိုင်းဖြတ်ဖို့ပြင်လိုက်ပါတော့တယ်။ဒီပင်လယ်စာပုံးတွေကလှုပ်ဝက်ချက်ကြောင့်တညရဲနဲ့300ချီချမ်းသာသွားမယ်လို့ဘယ်သူမှမထင်ခဲ့မိပါဘူး။ပင်လယ်ပြင်ကနေအသက်နဲ့လောင်ပြီးဖမ်းလာတဲ့အဖိုးတန်ကြောက်လိုက်ပစုံတွေကိုဈေးတွေကဈေးနှိမ်ပြီးငွေ200နဲ့ဖျက်ရိုက်ဖို့ကြိုးစားနေတာပါ။မတန်တဆဈေးနှိမ်တာကိုမခံနိုင်လို့သူတို့နှစ်ယောက်ပစုံပုံးကိုပြန်မယူခင်မှာပဲဈေးတဲ့ယောက်ျားကြီးကစိန်ခေါ်ပြီးရိုင်းဆိုင်စွာစော်ကားလိုက်ပါတယ်။ဒါပေမဲ့အခြေအနေတွေကမောက်ကမဖြစ်ပြီးရိုက်ပွဲပြင်တော့မဲ့အချိန်မှာပဲလူကြီးတစ်ယောက်ရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီလူဟာမြို့ရဲ့နာမည်ကြီးဟိုတယ်ကြီးကအတိကစားဖို့မူကြီးဖြစ်ပြီးပစုံတွေကိုမြင်တာနဲ့ပင်လယ်နက်ထဲကရတဲ့အထူးတန်းစားအမျိုးအစားဆိုတာချက်ချင်းရိပ်မိသွားတာပါ။သူကတပေါင်ကိုငွေ1200နဲ့အကုန်ပြက်ဝယ်မယ်လို့ကြေညာလိုက်တဲ့အခါမှာတော့အားလုံးမင်သက်သွားကြပါတယ်။တိမ်ပေါင်း300နီးပါးရတော့မဲ့ဒီသတင်းကိုကြားသွားတဲ့စိတ်ကန်းကလူမိုက်ကိုင်းစတားတွေကတော့မကင်းရမကင်းကြောင်မကောင်းကြံဘူးချက်ချင်းကြံစီကြပါတော့တယ်။ဒါအပြင်ဒီကောင်မလေးကိုလိုက်ရှာနေတဲ့လှုပ်ဝက်စမ်းကျဲရန်သူတွေစီကိုပါသတင်းရောက်စားဖို့သူတို့ကောက်ချစ်စွာပြင်ဆင်လိုက်ပါတယ်။စိတ်ကမ်းမှာပစုံတွေကိုစနစ်တကျချိန်တွယ်ပြီးစဖိုမူကြီးကကောင်မလေးရဲ့ဘဏ်အကောင့်ထဲကိုငွေ2,800,000ကျော်တန်းလွှဲပေးလိုက်ချိန်မှာပဲမမျှော်လင့်ထားတဲ့အနေအကြီးရောက်ရှိလာခဲ့ပါတယ်။လူမိုက်ကောင်းဆောင်ကပစုံပုံးပေါ်ခြေထောက်တင်ပြီးစိတ်ကမ်းကြီးဆိုတဲ့ခေါင်းစဉ်နဲ့ငွေ8,000ကျော်ဆက်ကြီးတောင်းလိုက်ပါတယ်။ကောင်လေးကဓာဆွဲထုတ်ပြီးအသက်နဲ့လဲတိုက်ခိုက်ဖို့ပြင်လိုက်တယ်လို့လူမိုက်တွေကလည်းလက်နက်တွေနဲ့ဝိုင်းလိုက်ကြတာကြောင့်အခြေအနေကအတော်လေးတင်းမာသွားပါတယ်။ဒါပေမဲ့စဖိုမူကြီးကရဲရဲဝင့်ဝင့်ဝင်ပါလာပြီးဒီပစုံတွေဟာဟိုတယ်ပိုင်ပစ္စည်းဖြစ်ကြောင်းနဲ့ဟိုတယ်ပိုင်ရှင်ကပါဆက်ကြီးတောင်းချင်တာလားလို့ချင်းချောက်လိုက်ပါတယ်။
လူမိုက်ကောင်းဆောင်လည်းဖိအားကြောင့်နောက်ဆုတ်လိုက်ရပေမဲ့ကောင်မလေးကိုတော့တစ်သက်လုံးဘယ်သူမှကာကွယ်မပေးနိုင်ဘူးဆိုပြီးအညိုးနဲ့တတိပေးသွားခဲ့တာမို့သူတို့ရဲ့ပဟေလီဆန်တဲ့ခီးစဉ်ဟာမပြီးသေးပါဘူးမိမိစီကိုဖခင်ဖြစ်သူရဲ့နှလုံးခွဲစိတ်ကူးတာစေးအတွက်ပတ်စံတွေအပြည့်အဝလွှဲပေးခဲ့ပြီးတဲ့နောက်မိန်းကလေးဟာသူမရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အတူခဏနာပြီးအစားတောက်စားနေခဲ့ကြပါတယ်ပင်လယ်ထဲမှာအသက်နဲ့လဲပြီးရလာတဲ့ပတ်စံတွေကိုသူမကလုပ်ဖော်ကိုင်ဖက်ကိုတဝက်ခွဲပေးပေမဲ့သူကတော့ဒါကိုသဘောမတူပဲဖခင်ဖြစ်သူရဲ့စိတ်ကူးတာစေးအတွက်ပဲတင်ထားဖို့ညှင်းဆန်ခဲ့တာပါဒါကြောင့်သူတို့ဟာရန်သူတွေရဲ့ရေတက်ကိုပြန်လဲချိန်မုန်းနိုင်မဲ့တံမဏိလေကြီးတစ်စီးအဖြစ်ပြောင်းလဲဖို့အတွက်တင်မောချင်းကိုထွက်လာခဲ့ကြပါတယ်တင်မောချင်းကဆရာကြီးကတော့ဒီလေအဟောင်းကြီးကိုတံမဏိတွေနဲ့ပြန်ပြင်းရင်ဈေးအများကြီးကုန်မယ်လို့ပြောပေမဲ့သူမကတော့စက်ယုံဆရာကြီးတောင်းတလောက်ပတ်စံအပြည့်ပေးပြီးသဘောတူလိုက်ပါတယ်ဒါပေမဲ့ကိစ္စတွေအားလုံးအဆင်ပြေသွားပြီလို့ထင်လိုက်တဲ့အချိန်မှာပဲရုတ်တရက်လူမိုက်တစုရောက်လာခဲ့ပါတယ်ရန်သူတွေဆေးလွတ်လိုက်တဲ့အဲ့ဒီလူမိုက်တွေဟာတင်မောချင်းဆရာကြီးကိုချိန်ချောက်ပြီးလှေကိုပြင်မပေးဖို့တားဆီးခဲ့တာကြောင့်ဆရာကြီးလည်းကြောက်လန့်ပြီးပတ်စံတွေကိုပြန်ပေးခဲ့ပါတယ်ဒါကိုမခံမရက်နိုင်ဖြစ်သွားတဲ့သူမရဲ့လုပ်ဖော်ကိုင်ဘက်ကကွာနဲ့ရိုက်ပြီးလူမိုက်တွေကိုတယောက်တည်းစတင်တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ရန်သူအင်အားပိုများနေချိန်မှာပဲမင်းကလေးကစက်ယုံတွေကတန်ဖြတ်ဆက်ကိုဖွင့်လိုက်ပြီးရန်သူကောင်းဆောင်ရဲ့မျက်နှာစီကိုမိဘတွေလွှင့်စင်အောင်လုပ်ပြရင်းမကြောက်မရွံ့ချင်းချောင်းမောင်းထုတ်လိုက်ပါတယ်ဒီလိုတက်တိရှိလာတဲ့သူမရဲ့လုပ်ရကြောင်းတင်မောချင်းဆရာကြီးလည်းစိတ်သက်တွေတက်ကြွလာပြီးတကားတွေပိတ်ကာ10ရက်အတွင်းအကောင်းဆုံးတံမဏိလေကြီးအဖြစ်ပြောင်းလဲပေးမယ်လို့ကတိပေးလိုက်ပါတော့တယ်မင်းကလေးဟာတန်ဖြတ်ဆက်ကိုပလက်ထိုးလိုက်ပြီးမိဘတွေကိုရန်သူကောင်းဆောင်ရဲ့မျက်နှာစီတဖြားဖြားလွှင့်စင်သွားအောင်မကြောက်မရွံ့ဖျက်ပြလိုက်ပါတယ်မင်းကလေးတယောက်ရဲ့တက်တိကြောင့်ပင်လယ်ပြင်တစ်ခုလုံးလှုပ်ခတ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဒိုင်းစတာဟာတိုစီကိုသူ့လူရောက်လာပြီးဗာနီယာမတေပေးလွတ်သွားရုံတင်မဟုတ်ပဲငကားနီပစွန်ဆန်းတွေအပြည့်ရရှိခဲ့တယ်လို့သတင်းဆိုးလာပေးလိုက်ပါတယ်။ဒါအပြင်အဲ့ဒီငါးဖမ်းလေအပြည့်ရလာတဲ့ပစွန်တွေကိုဟာယူစားတောက်ဆိုင်မှာယွန်3သိန်းနီးပါးနဲ့ရောင်းချလိုက်တယ်ဆိုတဲ့သတင်းကြောင့်ဟာတိုဒေါသအကြီးအကျယ်ထွက်သွားခဲ့ပါတယ်။ဒါတင်မကသေးပဲဗာနီယာဟာရရှိလာတဲ့ငွေကြေးအမြောက်များနဲ့တင်မောချင်းမှာအင်ဂျင်တစ်တက်တံမဏိကိုတဲ့နဲ့အစင်းမြင့်တင်ပြီးလှိုင်းခွဲတင်မောလို့နာမည်ပြောင်းလိုက်ပါတယ်။ဒါကိုသိတဲ့ဟာတိုဟာသူမမျိုးမှာခြေကုပ်ရသွားရင်သူ့ရဲ့ရွာကစီးပွားရေးတွေကိုပါလာရောက်သိမ်းပိုက်မှာကိုစိုးရိမ်ပြီးမြို့ကစိတ်ကဥက္ကဋ္ဌကိန်းစီတွားရောက်ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တင်မောချင်းမှာတော့ဗာနီယာနဲ့စက်ပြင်ဆရာတို့အစင်းမြင့်ထားတဲ့တင်မောအတွက်ငွေချေလိုက်ကြပါတယ်။စက်ပြင်ဆရာကမြင်းကောင်ရီ350အင်ဂျင်တစ်နဲ့တံမဏိတာထားတဲ့ဒီတင်မောဟာဘလောက်ပဲကောင်းမွန်ပါစေစိတ်ကဥက္ကဋ္ဌကိန်းကသူမရဲ့တင်မောစီရေခဲနဲ့73စီမရောက်အောင်ပိတ်ဆို့ဖို့အမိန့်ထုတ်ထားတယ်လို့တတိပေးလိုက်ပါတယ်။ဒီအတော်တွင်းမှာဟာတိုဟာဥက္ကဋ္ဌကိန်းစီတွားရောက်ပြီးရေနွေးချမ်းတောက်ရင်ယွန်တသိန်းလက်ထိုးကဗာနီယာကိုအပြက်ရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဗာနီယာဟာသူ့စီကပင်လယ်မြေပုံကိုခိုးယူပြီးဝင်ငွေအမြောက်အများရသွားတာကြောင့်ဒီကိစ္စကိုမကျေနပ်နိုင်ဖြစ်နေတာပါ။တနက်တစ်ချက်ဖောက်လိုက်တာနဲ့အားလုံးစက္ကန့်ပိုင်းအတွင်းပြာကျသွားနိုင်တယ်ဆိုတာသူတို့မသိခဲ့ကြဘူး။ရေခဲနဲ့ဒီဇယ်စီလာဝယ်တဲ့ကိုးကိုဆိုင်ရှင်ကစီမရှိဘူးဆိုပြီးလိန်ညာညှင်းဆန်ခဲ့တာပါ။ဒေါသထွက်သွားတဲ့ကိုးကဆိုင်ရှင်ရဲ့လေပင်ကိုဆွဲညှစ်လိုက်ချိန်မှာတော့လက်နက်ကင်ထားတဲ့လူမိုက်တွေထွက်လာကြပါတယ်။ဥက္ကဋ္ဌခင်းရဲ့အမိန့်ကြောင့်ဘာမှရောင်းမပေးနိုင်ဘူးလို့ပြောလိုက်တဲ့အခါကိုးကဓာတ်ထုတ်ပြီးတက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဘက်စပါကသူ့ကိုချက်ချင်းတားလိုက်ပါတယ်။လူတက်လိုက်ရင်တင်မောလဲတင်းခံရပြီးခိန်းထောင်ထားတဲ့ထောင်ချောက်ထဲဝေဝေဆာဆာဝင်သွားရမှာမို့လို့ပါ။ဆိုင်ရှင်ကမင်းတို့ကိုဒုက္ခရောက်အောင်ပတ်စံအမြောက်များပေးထားတာလို့လောင်ပြုံးနဲ့ပြောပေမဲ့ဘက်စပါကတော့ခင်းရဲ့စီမင်းတွေဟာမှောင်ကိုဈေးကွက်မှာအလုံးမလုံးဘူးဆိုတာသိနေခဲ့ပါတယ်။စီမရှိရင်ပင်လယ်ထဲထွက်လို့မရတာမို့ဘက်စပါဟာသူမအဖေရဲ့မှတ်တမ်းစာအုပ်ထဲကလှုပ်ဝက်ချက်အတိုင်းညဘက်မှောင်ခိုစီရနိုင်တဲ့အနောက်ဘက်ကန်းထိုးတရားဟောင်းစီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ညရောက်တော့သူတို့နှစ်ယောက်ဟာအမှောင်ထုထဲမှာကွန်တိန်နာတကားကိုခောက်ပြီးဦးလေးကူစီကနေဒီဇယ်စီဝယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဦးလေးကူကစီတကာလန်ကိုပုံမှန်ထက်ဈေးအဆမတန်ကောင်းပုံဖြတ်တောင်းဆိုခဲ့တာပါ။ပတ်စံထုတ်ပေးလိုက်တဲ့ခဏမှာပဲဦးလေးကူဟာခင်းစီကတောင်းကနန်းဘောနက်ရဖို့အတွက်လက်နက်ကင်လူမိုက်တွေနဲ့ဝိုင်းပြီးသူတို့ပတ်စံတွေကိုအကုန်လုံးကိုကြံစီလိုက်ပါတယ်။ဒါပေမဲ့ဘက်စပါကမိချစ်နဲ့မီရှုခဲတွေကိုထုတ်ပြီးစီပုံးတွေကိုခွဲပစ်မယ်လို့ချင်းချောက်လိုက်တဲ့အခါလူမိုက်တွေအကုန်ကြောက်လန့်သွားကြပါတယ်။နောက်ဆုံးမှာတော့ဘက်စပါတို့ဟာစီတွေကိုဘေးကင်းကင်းနဲ့တည်ဆောင်ပြီးအောင်ပွဲခံထွက်ခွာသွားနိုင်ခဲ့ပါတယ်။မီတာ30ရှိတဲ့တံမဏိတင်မောကြီးကိုတပေါင်းငယ်လေးနဲ့တိုက်ခွဲပစ်လိုက်တဲ့ဒီအမျိုးသမီးရဲ့တက်တီကိုဘယ်သူမှမမျှော်လင့်ထားခဲ့ပါဘူး။ဘက်စပါနဲ့ကိုတို့ဟာသူတို့ရဲ့ပင်လယ်ပြင်ထွက်ငါးဖမ်းလေလှိုင်းခွဲတင်မောပေါ်မှာ73စီအပြည့်ဖြည့်ပြီးထွက်ခွာဖို့ပြင်ဆင်နေကြတာပါ။ဒါပေမဲ့စိတ်ကန်းဝမှာတင်သူတို့ရဲ့ရန်သူဟောင်းဟော့ဦးဆောင်တဲ့ပင်လယ်ပြင်ဆိုတဲ့တင်မောကြီးကလမ်းပိတ်ဆို့ထားလိုက်ပါတယ်။ဟော့ကမိုက်ခရိုဖုန်းနဲ့အော်ဟစ်ပြီးသူတို့လေကိုမနစ်ချင်ရင်လက်နက်ချဖို့ချိန်ချောက်လာပါတယ်။ကိုကရန်သူတင်မောက3ဆမကပိုကြီးတာကြောင့်နောက်ဆုတ်ဖို့ပြောပေမဲ့ဘက်စပါကတော့လုံးဝလက်မခံပါဘူး။သူမဟာလှေလီပါကိုအဆုံးထိဆွဲတင်ပြီးရန်သူတံမဏိတင်မောကြီးစီတိုက်ရိုက်ဝင်ဆောင်ပစ်လိုက်ပါတယ်။ဒိုင်းကနေအရှိန်နဲ့ဝင်ဆောင်လိုက်တာကြောင့်ဟော့ရဲ့တင်မော1ပိုက်ပွင့်ထွက်သွားပြီးရန်သူတွေပင်လယ်ထဲလဲပြူကုန်ကြပါတယ်။ဘက်စပါတို့ဟာရန်သူတင်မောကိုထိုးဖောက်ပြီးအောင်မြင်စွာထွက်ခွာနိုင်ခဲ့ကြပါတယ်။လေဦးကပိုးရပင်မထပဲခိုင်ခန့်နေတာကိုတွေ့ရတဲ့အခါကိုတယောက်ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဗက်စပါရဲ့တကယ်ပြစ်မှတ်ကအဖိုးဖြစ်သူခြံထားခဲ့တဲ့ရှေးဟောင်းမြေပုံတွေကလိမ့်နဲ့6ကြီးစီသွားဖို့ပဲဖြစ်ပါတယ်။အဲ့ဒီ6ထဲမှာကီလို900လောက်လေးပြီးရွှေထက်ဈေးကြီးတဲ့တရဲမျက်နှာ9ကြောက်ဆိုတဲ့ပင်လယ်နဂါးကြီးပုံအောင်နေတာပါ။ဒါကြောင့်ဗက်စပါတို့ဟာအန်ရများတဲ့ပင်လယ်နက်စီအရှိန်ကုန်မောင်းနေခဲ့ကြပါတယ်။6ကြီးစီရောက်တဲ့အခါပင်လယ်လိုင်းတပိုးတွေပေါ်ပေါက်လာပြီးအိမ်မြောင်အိမ်ကုန်ပါပင်အယူမူလဲပတ်သွားခဲ့ပါတယ်။
ဒါပေမဲ့ Vespa ရဲ့ကျွမ်းကျင်တဲ့လမ်းညွှန်မှုနဲ့အတူပေါင်204တဲ့တန်ကားများချိတ်ကြီးကိုပင်လယ်ကျန်းပြင်စီချပေးလိုက်ပါတယ်။ခဏအကြာမှာတော့ရေအောက်ကအကောင်ကြီးတစ်ကောင်ငါးများချိတ်ကိုဟပ်လိုက်ပြီးလှေတစ်စီးလုံးကိုဆွဲငင်သွားပါတော့တယ်။ကျိုးဆွဲဆက်တွေမီးပွားထွက်ပြီးဆက်ရနေရပျက်စီးသွားတာကြောင့်လှေမောက်တော့မလို့အခြေအနေဆိုးရွားလာခဲ့ပါတယ်။ကိုကအသက်ဘေးအတွက်ကျိုးဖြတ်ဖို့အော်ဟစ်ပေမဲ့ Vespa ကတော့ကြီးမားတဲ့အခွင့်အရေးကိုလုံးဝလက်မလွတ်နိုင်ပါဘူး။သူမဟာကိုလှေကိုနောက်ဆုတ်ခိုင်းပြီးလက်နဲ့တိုက်ရိုက်ကျိုးကိုအပြင်းထန်ပြန်ဆွဲယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်ရေပြင်ကိုထိုးခွဲပြီးမီတာပေါင်းများစွာရှည်လျားလာတဲ့တရေမျက်နှာငါးကြောက်ကြီးလေထဲမြောက်တက်လာပါတယ်။တဒံမကလေးလံပြီးအဆိပ်ရှိတဲ့စူးတောင်တွေနဲ့ဒီပင်လယ်ရဲ့ဆက်တဝါကြီးဟာသူတို့စီပြန်လဲတက်ခိုက်လာပါတယ်။မင်းတို့အားလုံးငါးလက်ထဲကမလွတ်ဘူးဆိုတာမသိကြသေးဘူးလား။ပင်လယ်ပြင်ထက်မှာတင်မော3စီးနဲ့ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ဒီမောင်နှမ2ယောက်ဟာအသက်လူပြီးထွက်ပြေးနေရပါတယ်။ခေါင်းဆောင်ဟိုးဆိုတဲ့လူကသူတို့တင်မောကိုတိုက်ခတ်ပြီး Vespa ရဲ့အသက်ကိုနှုတ်ယူဖို့အညိုးတကြီးလိုက်လံတိုက်ခိုက်နေတာပါ။ဟိုးကတင်မောကိုအရှိန်မြင့်ပြီးသူတို့ရဲ့တင်မောအမီးပိုင်းကိုတိုက်ချေပစ်ဖို့အမိန့်ပေးလိုက်တဲ့အခါစိတ်လှုပ်ရှားစရာဖြစ်လာပါတယ်။ဒါပေမဲ့ Vespa ကပါနတ်စွာနဲ့ကွေးရှောင်လိုက်လို့တိုက်ခိုက်မှုလွဲချော်သွားခဲ့ပေမဲ့ရန်သူတွေကပိုက်ကွန်ကြီးတွေနဲ့ပန်ကာကိုပိတ်ဆို့ဖို့ကြိုးစားလိုက်ကြပြန်ပါတယ်။ပန်ကာမှာပိုက်ကွန်ကြီးသွားပြီးဆက်ရက်သွားတဲ့အခါသူတို့2ယောက်ဟာအသက်အန္တရာယ်နီးလာပြီးပိတ်မိသွားခဲ့ရတာပါ။ကောင်လေးကရေထဲဆင်းပြီးပိုက်ကွန်ကိုဓာတ်နဲ့ဖြတ်ဖို့ကြိုးစားပေမဲ့ Vespa ကတနက်နဲ့ပစ်ခံရမှာဆိုလို့တားဆီးလိုက်ပါတယ်။အဲ့ဒီနောက် Vespa ကလွန်စွာရဲရင်တဲ့အစီအစဉ်တစ်ခုထုတ်ပြီးပင်လယ်ငါးကြီးကြည်ထားတဲ့တန်ကြိုးကိုရန်သူပိုက်ကွန်ကြိုးမှာတွားချိတ်ခိုင်းလိုက်တာပါ။သူတို့ရဲ့ grain set ကိုပြန်လည်မောင်းနှင်လိုက်တဲ့အခါရန်သူတင်မောရဲ့တန်များတွေချွတ်ထွက်ပြီးတင်မောတစ်စီးလုံးပျက်စီးမလို့ဖြစ်သွားခဲ့ပါတယ်။ဟိုးကဒေါသအကြီးနဲ့ကြိုးကိုလွှာဆက်နဲ့အမျက်ဖြတ်ခိုင်းလိုက်ရပြီးသူတို့တင်မောမျိုးမသွားအောင်လွတ်မြောက်အောင်လုပ်လိုက်ရပါတယ်။အဲ့ဒီအခွင့်အရေးမှာကောင်လေးကဓားကိုကိုက်ပြီးရေထဲငုပ်ဆင်းကပန်ကာမှာညှိနေတဲ့ပိုက်ကွန်တွေကိုမြန်မြန်ဆန်ဆန်ဖျက်တောက်ပေးလိုက်ပါတယ်။ရန်သူတွေကရေအောက်ထဲကိုမြားတနက်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြပေမဲ့ကောင်လေးကကံကောင်းစွာနဲ့လွတ်မြောက်လာခဲ့ပါတယ်။ဆက်ပြန်လို့သွားတာနဲ့ Vespa ကအရှိန်ကုန်တင်ပြီးရန်သူတင်မောအုပ်စုစီကနေလုံးဝလွတ်မြောက်အောင်မောင်းထွက်သွားခဲ့ပါတယ်။စိတ်ကမ်းကိုရောက်တဲ့အခါမှာတော့ဒေသခံလူမိုက်အုပ်စုကသူတို့ကိုစိတ်ကမ်းမှာတင်မောမကက်ရဘူးဆိုပြီးတန်ပိုက်တွေနဲ့လာရောက်ချင်းချောက်ကြပြန်ပါတယ်။မင်းသားနဲ့မင်းသမီးတို့အဖွဲ့ဟာပင်လယ်ထဲကနေကားတစ်စီးစာလောက်ကြီးတဲ့တရေမျက်နှာငါးကြောက်ကြီးကိုဖမ်းမိခဲ့ပြီးဒါကို crane နဲ့မပြီးစိတ်ကမ်းပေါ်တင်လိုက်ချိန်မှာတစ်စိတ်ကမ်းလုံးပွဲစုသွားခဲ့တာပါ။ဒီလိုရှားပါငါးကြီးကိုမာစတာစဖိုမူကြီးကိုယ်တိုင်လာကြည့်ပြီးတန်မိုးရွမ်းနဲ့တန်းကြော်တန်တယ်လို့အတီးပြုတ်လိုက်ပေမဲ့ပတ်စံအလုံးလောက်မရှိလို့မဝယ်နိုင်ခဲ့ပါဘူး။ဒီအချိန်မှာပဲအကြမ်းဖက် gangster gang ဆိုတဲ့လူရောက်လာပြီးဒီငါးဟာတရားမဝင်ပိတ်ပင်ထားတဲ့ငါးဖြစ်တာကြောင့်ဘယ်သူမှဝယ်လို့မရဘူးလို့ချင်းချောက်ပိတ်ပင်လိုက်ပါတယ်။ငါးပုတ်သွားမှာကိုစိုးရိမ်နေချိန်မှာပဲမြို့ရဲ့ဩဇာတိတ်ကမှကြီးမားတဲ့လူကြီးမင်းစူရီယိုရောက်လာပြီးဒီငါးကိုသူဝယ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ gangster gang ကနေမြေစိုးမိုးရေးပြပြီးတားဆီးဖို့ကြိုးစားပေမဲ့လူကြီးမင်းစူရီယိုရဲ့တပ်တော်ဆောင်တွေကတနက်တွေထုတ်ပြီးပြန်ပိတ်လိုက်တာကြောင့်ဂိမ်းတယောက်ချက်ချင်းအရှိန်တေသွားခဲ့ရတာပါ။လူကြီးမင်းစူရီယိုကရွှန်3တန်းထိဈေးတိုးပေးပြီးချက်ချင်းငွေလွှဲဝယ်ယူလိုက်တာကြောင့်မင်းသမီးတို့အောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ gangster gang ကတော့ဒီ3တန်းကိုမင်းတို့အသက်ရှင်လျက်သုံးနိုင်မလားကြီးကြသေးတာပေါ့လို့ကျိန်းဝါပြီးအညိုးနဲ့ထွက်ခွာသွားခဲ့တာကြောင့်နောက်ထပ်ဒုက္ခတွေရောက်လာတော့မှတေချာနေခဲ့ပါပြီ။ဒီညမှာတမျိုးလုံးကိုတုံ့လှုပ်သွားစေမဲ့တွေးအေးအေးနဲ့ကလဲစားချေမှုတစ်ခုစတင်တော့မှာပါ။အရှိစိတ်ကမ်းမျိုးရဲ့ဩဇာကြီးတဲ့ဥက္ကဋ္ဌခိန်းဟာမင်းကလေးတယောက်ရဲ့တိတ်ခါချတာကိုခံလိုက်ရလို့ဒေါသတွေထွက်နေတာပါ။ဒါကြောင့်သူဟာမှောင်ခိုဈေးကွက်ကကြေးစားလူမိုက်တွေကိုငွေ2သိန်းပေးပြီးအဲ့ဒီမိန်းမနဲ့သူ့တပည့်နောက်ပြီးသူတို့ရဲ့တင်မောပါပြီးတိုင်ဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ပေါ်လိုင်းလို့ခေါ်တဲ့တင်မောပေါ်မှာတော့မင်းကလေး Vespa နဲ့သူ့တပည့်ကိုတို့ဟာရလာတဲ့သိန်း30ကိုတင်းစေးနေကြတာပါ။ကိုကအခြေအနေတွေငြိမ်သွားပြီလို့ထင်နေပေမဲ့ Vespa ကတော့ခိန်းဟာဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူးဆိုတာကြိုသိနေပါတယ်။ဒါကြောင့်ဒီညမအိပ်ပဲလက်နက်အပြည့်နဲ့စောင့်ကြည့်ဖို့တပည့်ဖြစ်သူကိုအသင့်ပြင်ခိုင်းလိုက်တာပါ။ Vespa ထင်တဲ့အတိုင်းပဲတကောင်ရံအချိန်မှာရေငုပ်ဝစ်စုံဝစ်ထားတဲ့ကြေးစားလူမိုက်တွေဟာတင်မောပေါ်ခိုးတက်လာပြီးဖောက်ခွဲရေးပစ္စည်းတက်ဆင်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ကိုကဒိုင်းလွှာကြီးကိုကင်ပြီးချက်ချင်းထွက်တိုက်ခိုက်ခဲ့တယ်လို့ Vespa ကပါပူပေါင်းပြီးလူမိုက်တွေကိုခဏလေးနဲ့လက်ရဖမ်းဆီးလိုက်နိုင်တာပါ။ Vespa ဟာကြေးစားလူမိုက်ရဲ့နဖူးမှာဓာတ်နဲ့ထောက်ပြီးဘာယူလာတယ်လဲလို့မေးမြန်းလိုက်တဲ့အခါကိုကအဲ့ဒါဘုံတစ်လုံးဖြစ်နေတာကိုတွေ့သွားပါတယ်။လူမိုက်ကအဲ့ဒီဘုံဟာအဝေးထိန်းစနစ်နဲ့တောက်ခတ်ထားတာမို့သူ့တထေးကခလုတ်နှိပ်လိုက်တာနဲ့အားလုံးတေကုန်ကြတော့မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့ Vespa ကတော့ဒါဟာဖြစ်ကတဆန်းလှုပ်ထားတဲ့ဘုံမှန်ချက်ချင်းရိပ်မိသွားတာပါ။ Vespa ဟာလူမိုက်တွေကိုတင်မောအောက်ကအေးခဲခန်းထဲမှာကျိုးတုတ်ချီနှောင်ပြီးအေးခဲဆက်ကိုဖွင့်ကနှိပ်ဆက်စစ်ဆေးပါတော့တယ်။အေးဆက်လုံးလို့အရေးပြားတွေကပ်ပါကုန်တဲ့အထိခံလိုက်ရတဲ့လူမိုက်ဟာမခံနိုင်တော့ပဲခိန်းကငွေ2သိန်းပေးပြီးတင်မောကိုဖျက်ဆီးခိုင်းတာပါလို့အကုန်အမှန်တိုင်းထွက်ဆိုလိုက်ရတာပါ။ခိန်းဟာပင်လယ်ကလက်ရဲ့3ထပ်မြောက်အခန်းထဲမှာသတင်းဆောင်နေတယ်ဆိုတာသိလိုက်ရတာနဲ့ Vespa ဟာရဲစခန်းကိုမတိုင်ပဲခိန်းစီကိုကိုယ်တိုင်တွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်။တပည့်ဖြစ်သူကိုလည်းလူမိုက်တွေကိုအိတ်ထဲထည့်ပြီးအစင်းတင်ပြင်ခိုင်းလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ဥက္ကဋ္ဌခိန်းဟာတနာရီကြာတဲ့အထိသတင်းမကြားရလို့စိတ်လှုပ်ရှားနေတဲ့တပည့်ဖြစ်သူကိုကြေးစားတွေကစိတ်ချရပါတယ်ဆိုပြီးလက်ဖက်ရည်တောက်ရင်းအေးဆေးဆောင်ဆိုင်နေတာပါ။အဲ့ဒီအချိန်မှာပဲတကားကြီးဝုန်းကနေပွင့်သွားပြီးကိုကကြေးစားလူမိုက်တွေကိုရိုက်နှက်ထားတဲ့အိတ်ကြီးကိုပြစ်သွင်းလိုက်က Vespa ကလည်းအခန်းထဲကိုရဲရဲဝံ့ဝံ့ဝင်လာခဲ့ပါတယ်။ Vespa ဟာပါလာတဲ့ဘုံကိုခိန်းရဲ့လက်ဖက်ရည်ဝိုင်းပေါ်တင်လိုက်ပြီးကက်ကြီးနဲ့ဝါယာကျိုးတွေကိုကင်ကာချင်းချောက်လိုက်ပါတော့တယ်
ဘတ်စတာကအနီရောင်နဲ့အပြာရောင်ကျိုးတွေတဲကတစ်ချောင်းကိုညှက်လိုက်ရင်ဒီအဆောက်အုံတဝက်မကပျက်စီးသွားမယ်လို့ပြောလိုက်တဲ့အခါခိန်းဟာကြောက်လန့်တကြားနဲ့စေတနာကြီးငွေသိန်း20ပေးပါမယ်လို့အကြောင်းပြတောင်းပန်လိုက်ရပါတယ်။မိသားစုကိုတင်ချိုင်းကိုဖျက်ဆီးပြီးအယိုးအိုးကိုပင်လယ်ထဲပစ်ချဖို့စူးစမ်းခဲ့တဲ့လူမိုက်တွေကိုသူမဘလို့နာကျင်အောင်လက်စားချေလိုက်လဲဆိုတာကြည့်လိုက်ပါဦး။ဘတ်စပါနဲ့ကိုတို့ဟာသူတို့ရဲ့ရန်သူဟောင်းခိန်းရဲ့အေးခဲစက်ယုံတွေကိုတိမ့်ပိုက်နိုင်ခဲ့လို့အောင်ပွဲခံနေကြချိန်မှာပဲမထင်မှတ်ထားတဲ့ဖုန်းကုတ်တစ်ခုဝင်လာခဲ့ပါတယ်။ဘတ်စပါရဲ့အမေစီကဖြစ်ပြီးဟုံးဝမ်ချောင်းဆိုတဲ့လူမိုက်ဟာသူတို့အိမ်ကိုမြေထိုးကားတွေနဲ့လာရောက်ဖျက်ဆီးနေတယ်လို့ဆေးရုံမှာရှိတဲ့အဖေဖြစ်သူကိုလည်းလမ်းပေါ်ဆွဲထုတ်ပြီးဘိုးဘွားကူတွေကိုပါတူးဆွနေတယ်လို့ငိုယိုပြီးပြောလိုက်တာပါ။ဒီသတင်းကိုကြားချင်းပဲဘတ်စပါနဲ့ကိုတို့ဟာဒေါသအရှိန်နဲ့ရွာစီကိုလှေကိုအရှိန်ကုန်မောင်းပြီးပြန်ပြေးကြပါတော့တယ်။သူတို့ဟာလှေကိုကမ်းတက်စိတ်မှရှိတဲ့တခြားလှေတွေကိုတိုက်ခွဲပြီးချက်ချင်းပဲအိမ်စီကိုခြေကုံတုပ်ပြေးသွားခဲ့ကြပါတယ်။အိမ်ရှိကိုရောက်တဲ့အခါမှာတော့မြေထိုးကားကြီးနဲ့အိမ်ကိုဖျက်ဆီးနေပြီးအမေဖြစ်သူလည်းမြေပြင်ပေါ်မှာဒဏ်ရာတွေနဲ့ငိုယိုနေတာကိုတွေ့လိုက်ရပါတယ်။ကိုဟာတကားကိုရိုက်ခွဲဝင်ရောက်ပြီးမြေထိုးကားပေါ်ကလူမိုက်ကိုရိုက်နှက်ကကားကိုရပ်တန့်လိုက်ပါတယ်။ဘတ်စပါကအမေဖြစ်သူကိုပွေ့ပတ်ပြီးနှစ်သိမ့်ပေးလိုက်ကကိုကိုတော့တကားဝမှာစောင့်ပြီးမြေသူ့ကိုမှအပြင်းမထွက်ခိုင်းဖို့အမိန့်ပေးလိုက်ပါတယ်။ဟုံးဝမ်ချောင်းဟာသူ့၏လူမိုက်တပ်ဖွဲ့ကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပေမဲ့ဘတ်စပါနဲ့ကိုတို့ရဲ့တိုင်းကွက်တွေအောက်မှာလူမိုက်တွေအကုန်လုံးအရိုက်ခံရပြီးမြေပြင်ပေါ်မှာပြပြဝတ်သွားခဲ့ရပါတယ်။ဘတ်စပါဟာခိန်းစီကရထားတဲ့အေးခဲစက်ယုံပိုင်ဆိုင်မှုစာချုပ်ကိုထုတ်ပြပြီးဟုံးဝမ်ချောင်းရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုလုံးကိုပိတ်ပစ်လိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါအပြင်ပတ်စံအိတ်ကြီးကိုမြေပေါ်သွန်းချလိုက်ပြီးဟုံးဝမ်ချောင်းကိုစိန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဒူးထောက်သွားရတဲ့ဟုံးဝမ်ချောင်းဟာမကောင်းဆိုးဝါးလိုရေမောလိုက်ပြီးသူမလာခင်ကတည်းကတောင်ပေါ်ကဘိုးဘွားကူကိုတူပြီးအဖွားရဲ့အယိုးကိုပင်လယ်ထဲပစ်ချဖို့လူ6ယောက်လွတ်ထားခဲ့တယ်လို့ကြောက်စရာကောင်းတဲ့သတင်းကိုပြောပြလိုက်ပါတယ်။အချိန်မရှိတော့တာကြောင့်ဘတ်စပါဟာဟုံးဝမ်ချောင်းကိုကျိုးနဲ့တုပ်သုံးပြီးဆိုင်ကယ်ပေါ်တင်ပြီးတောင်ပေါ်လမ်းအတိုင်းအမြန်ဆုံးမောင်းထွက်ခဲ့ကြပါတယ်။တောင်ပေါ်ကူတင်ချိုင်းကိုရောက်တဲ့အခါလူမိုက်တစ်ယောက်ဟာအဖွားရဲ့အယိုးကိုကောက်ကမ်းပါးရံဝမှာကင်ထားပြီးပစ်ချဖို့ချင်းချောက်နေပါတယ်။ဘတ်စပါဟာပေါက်ပြားကိုကင်ပြီးလူမိုက်တွေကိုအပြင်းအထန်တိုက်ခိုက်လိုက်ပါတယ်။လူမိုက်ကအယိုးကိုပင်လယ်ထဲလွတ်ချလိုက်ဖို့ပြုလုပ်ချိန်မှာပဲကိုကဟုံးဝမ်ချောင်းရဲ့လယ်ပင်ကိုဓာတ်နဲ့တောက်လျှောက်ထောက်ထားလိုက်ပါတယ်။ဒါပေမဲ့မတမသူလူမိုက်ဟာအယိုးကို6ကမ်းပါးနဲ့ပစ်ချလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာဘတ်စပါဟာနောက်ကျမသွားပဲလေထဲမှာပြန်ဝဲပြီးအယိုးကိုအသေးအတန်လမ်းဖမ်းလိုက်နိုင်ခဲ့ပါတယ်။သူမဟာအယိုးကိုမြေကျင်းနဲ့စနစ်တကျပြန်လည်မြုပ်နှံလိုက်ပြီးရန်သူတွေကိုတတိပေးလိုက်ပါတယ်။ရှေးဟောင်းပါဟေလီတစ်တာတလုံးကြောင့်မိသားစုတစ်စုလုံးတေပေးနဲ့ရင်ဆိုင်နေရပါပြီ။လက်ယုံရည်ပြေးသွားတဲ့သမီးဖြစ်သူဟာပဟေလီစာအုပ်ကိုကင်ပြီးဆေးရုံမှာစိုးရိမ်ရတဲ့ဖခင်စီအပြေးလွှားရောက်လာခဲ့တာပါ။ဆေးရုံကဖခင်ဖြစ်သူဟာခေါင်းတန်ရာကြောင့်စိတ်ဝေဒနာခံစားနေရပြီးဘသူ့ကိုမှမမှတ်မိတော့ပေမဲ့သမီးဖြစ်သူကအမှန်တရားကိုသိကျင်လို့အတင်းမင်းမြန်းပါတော့တယ်။ဖခင်ဖြစ်သူဟာပင်လယ်ထဲကမိစ္ဆာတရေဆိုးကြီးလူတွေကိုဝါမျိုးခဲ့တာကိုတတိယပြီးကြောက်လန့်တကြားအော်ဟစ်လိုက်ပေမဲ့နောက်ဆုံးမှာတော့ယတနာမြုပ်နှံထားတဲ့ဒီနေရာဟာငရဲမင်းနှကောင်းဆိုတဲ့ကြောက်ဆောင်အောက်မှာရှိတယ်လို့ပြောပြီးမေ့လဲသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကမာဖီးယားဂိုင်းချုပ်ကြီးဟာတရင်အစအနကိုရသွားခဲ့ပြီးအရာအလုံးကိုလူယူဖို့ပြင်ဆင်နေတာပါ။ဂိုင်းချုပ်ကြီးဟာရက်ဆက်တဲ့လူယုံအောက်ဝေးကိုလက်နက်အပြည့်စုံနဲ့ဆေလွတ်လိုက်ပြီးလူရောယတနာကိုပါအပြည့်ရှင်းပစ်ဖို့အမိန့်ပေးလိုက်တာကြောင့်သမုတ်တရားပြင်ပေါ်မှာအကျိတ်အနယ်တိုက်ပွဲကြီးစတော့မှာပါ။မုန်တိုင်းထနေတဲ့ပင်လယ်မှာလှိုင်းတံကိုအလူးလက်ခံနေရပေမဲ့သူတို့နှစ်ယောက်ကတော့အသက်နဲ့ရင်ပြီးယတနာတစ်တာကိုရှာဖို့ကြိုးစားနေကြပါတယ်။မိန်းကလေးဖြစ်သူဟာပင်လယ်ရေအောက်ကျမ်းပြင်အထိဆင်းသွားပြီးတန်ကြိုးတွေနဲ့ပိတ်ထားတဲ့ရှေးဟောင်းတစ်တာကြီးကိုအောင်မြင်စွာရှာတွေ့ခဲ့ပါတယ်။တစ်တာကိုရေပေါ်ဆွဲတင်လိုက်ချိန်မှာပဲလက်နက်ကင်ရန်သူတွေရုတ်တရက်ရောက်လာပြီးတနက်တွေနဲ့တိုက်ခိုက်ပါတော့တယ်။တနက်တန်တွေကြားကနေရေပေါ်ပြန်တက်လာတဲ့မိန်းကလေးဟာလေးလံလာတဲ့ယတနာတစ်တာကြီးကိုရန်သူတင်မောပေါ်အားနဲ့လွှတ်ချလိုက်ပါတယ်။ရန်သူတွေမဆုတ်သေးတာနဲ့မီးလောင်ပလင်းကိုအားကုန်ပစ်ပေါက်လိုက်ရာရန်သူတင်မောမီဟုံးဟုံးတောက်သွားခဲ့ပါတယ်။ဒါရင်မကသေးပဲအရှိန်မပြတ်မိန်းကလေးကသူတို့တင်မောနဲ့ရန်သူလေးကိုတိုက်ရိုက်ဝင်ဆောင်ပြီးအပြတ်တက်မောင်းထုတ်လိုက်ကြပါတယ်။ဘေးကင်းသွားတဲ့အခါတစ်တာကိုအခန်းထဲအမြန်သွင်းပြီးဖွင့်ကြည့်လိုက်တော့အထဲမှာပင်လယ်နဲ့ရဲ့လှို့ဝှက်ပြမြေပုံကိုရှာတွေ့လိုက်ပါတယ်။ဒီမြေပုံဟာသူမအဖေရဲ့အသက်နဲ့လဲခဲ့ရတာဖြစ်ပြီးအခုတော့အဓိကတရခန့်စီကနေလက်စားချေဖို့မြို့ထဲကိုပြန်လှည့်လာခဲ့ပါတော့တယ်။သုံးမီးဆိုင်ကယ်တစ်စီးနဲ့တန်တကားကြီးကိုတိုက်ဖြတ်ပြီးစတာလင်ဆိုင်အင်ကြီးတဲ့အသက်လူဝင်ရောက်ခဲ့ကြတဲ့ဒီနှစ်ယောက်ရဲ့နောက်ွယ်မှာဘာလို့ဝက်ချက်ရှိနေလဲ။ကောင်မလေးနဲ့သူ့အဖေဟာဂိတ်ဆောင်တွေကိုအရိုက်နှက်နဲ့ဖြိုခွဲပြီးဆိုင်အင်းထဲအထိဇက်ရှိသမျှအကြမ်းဖက်ရန်ကားဝင်ရောက်ခဲ့တာပါ။ဆိုင်အခန်းမကြီးတဲ့ရောက်သွားချိန်မှာတော့လက်နက်အပြည့်စုံနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်အမြောက်များကဝိုင်းဝန်းတိုက်ခိုက်လာပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့တပ်ဆွဆန်ပြတိုက်ခိုက်မှုကြောင့်လူမိုက်တွေထိနာသွားပြီးဒီအချိန်မှာပဲဆိုင်ရှင်အဖိုးကြီးရောက်လာကတိုက်ပွဲကိုရပ်တန့်လိုက်ပါတယ်။ကောင်မလေးကစပွဲပေါ်ကိုရှေးဟောင်းလက်ကောင်တစ်စိပ်ပြတစ်ပြားပြစ်တင်လိုက်ပြီးဒါဟာသူ့အဖေရဲ့အသက်နဲ့လဲခဲ့ရတဲ့အကြောင်းကြေကွဲစွာပြောပြလိုက်ပါတယ်။အဖိုးကြီးကအဲ့ဒီတစ်စိပ်ပြားကိုမြင်လိုက်ရုံနဲ့တုံ့လှုပ်သွားပြီးငွေတန်း30ပေးဝယ်မယ်လို့ကန့်လန့်ခဲ့ပေမဲ့သူမကတော့ခါခါတီးတီးညင်းပယ်ခဲ့ပါတယ်။စကားပြောလို့မရတော့တာနဲ့အဖိုးကြီးကတနက်ကင်ထားတဲ့လက်မရွတ်လူမိုက်ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးကအကွက်မြင်စွာနဲ့မျက်နှာချက်ကမီးဆိုင်ကြီးကိုပစ်ခွဲလိုက်တာကြောင့်တစ်ခန်းလုံးမှောင်တိကျသွားပြီးအမောင်ထုထဲမှာတနက်တန်တွေနဲ့အသေးလဲတိုက်ခိုက်တန်တွေဆူညံသွားခဲ့ပါတယ်။မီးအောင်ပြန်လင်းလာချိန်မှာတော့ကောင်မလေးနဲ့သူ့အဖေကလက်နက်ကင်လူမိုက်တွေကိုတရားထက်ကတရွက်6လူရိုက်နှက်ဆုံးမှပြီးအပြတ်တက်အနိုင်ရရှိသွားခဲ့တာပါ။ကြောက်လန့်တကြားနဲ့စာကြည့်ကန်းနဲ့ထွက်ပြေးပြီးစစ်တစ်တာတွေကပစ္စည်းတွေထုတ်နေတဲ့အဖိုးကြီးစီကိုကောင်မလေးကတကားကိုရိုက်ခွဲပြီးလိုက်ဝင်သွားခဲ့ပါတယ်
အဖိုးကြီးကတနတ်နဲ့ချိန်ပြီးရှေ့တလန်းတိုးရင်ငါပြစ်တက်လိုက်မယ်လို့တုံတုံရင်ရင်နဲ့ချိန်ချောက်ခဲ့ပါတယ်။တရားမျှတမှုကရောက်ရှိလာခဲ့ပြီးတရားခံစတာလင်ဖမ်းဆီးခံလိုက်ရတဲ့တဲ့တင်ကြောင့်ဆေးရုံပေါ်ကအဖိုးအိုဟာစိတ်အေးသွားခဲ့ရပါတယ်။ဒါပေမဲ့ဒါဟာကစားပွဲရဲ့အစပဲရှိသေးတယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။သမီးဖြစ်သူဘတ်စပါဟာမိသားစုရဲ့ရှေးဟောင်းလှိုးဝက်လိပ်စာမှုကိုအဖေဖြစ်သူလက်ထဲပြန်အပ်ရင်းသမုတ်တရားရဲ့မျက်လုံးလို့ခေါ်တဲ့ယတနာကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖေဖြစ်သူကရွှေရောင်ပင်လယ်ပြင်ရဲ့အန္တရာယ်ကြီးမားပုံကိုသတိပေးခဲ့ပေမဲ့သူမရဲ့ဆုံးဖြတ်ချက်ကိုဘာမှမတားဆီးနိုင်ခဲ့ပါဘူး။ကြောက်စူးဖော်ကြတော့လို့အမိတ်ပေးလိုက်ချိန်မှာပဲသူမရဲ့တင်မောဟာလှိုင်းလေထန်တဲ့ပင်လယ်ပြင်စီကိုခရီးစတင်ခဲ့ပါတယ်။မြင့်မားလာတဲ့လှိုင်းတပိုးတွေကိုတိုးဝေရင်ငါတို့ပိုင်ဆိုင်တဲ့အရာအလုံးကိုပြန်ယူမယ်ဆိုတဲ့ကြွေးတော်တန်တဲ့အတူသူမတို့ဟာအန္တရာယ်ဆိုးကြီးစီကိုတိုက်ရိုက်ဦးတည်သွားခဲ့ပါ